Hedu Bisayo Aramana Bisayo Adibiri Bisayo Anandara Bisayo Tamanandara Bisayo Tahazada Bisayo Inya Minya Bisayo Nidya Bisayo Uba Nidya Bisayo Purizada Bisayo Pisazada Bisayo Adivana Bisayo Kama Bisayo Vibaga Bisayo Ahara Bisayo Indriya Bisayo Sana Bisayo Mega Bisayo Tambayuda Bisayo Vibhyuda Bisayo Adi Bisayo Nati Bisayo Vigada Bisayo Avigada Bisayo di Nimitumi Tanai Nalu Ani Dire Tima Tautaman Kansanshi Amarabura Mahagana Yung Satin Daiji Sima Domang Daha Te Awaya Yaseminabu Triple Lavare Mahagana Yung Jang Daiji Sima The Chechin Maman Triple Lare Domang Daha Tauman Dongfamu Unit Triple Lare Adam Hohe Sambia Mu Javia Ejamu Yaya Alminjin Adwe Kati Tu Amu a Job Pitomu Tree Andy Kinjin Yikinjin Yankin Sure Tayamu Wawaru Netu Kaum yet Tinshazi at the Kundura Bao Kanyang Trilly Nya Sound and we see the Lu Triple Lare Don't Mount them Shipari Mahaganayo Don't Mount them the Jane Turai a tan as a leap Sima a bite by Guyusura Chapao, Nesali Jagu, a Lili Ilala, Nini Nanya, Bandi Gabiadalu, Bibi Tata, Tupia Hitui, and Beijing Chipari. A Bidama Punetema, a Tanjan Ojiha, Yaswapia Shinye, and Nenezo Jenny Chipari. Any Patanjan Ojigu, don't that singing or Mudo Kamada, Yaswapia Shinye Kuruma, Southwedo, Yangi Ruha, Portrait Gumubi, and Nanda Sajawala, Mamuro Mujim Chipari. Patan did the narrow Yaji, the good that in ya bowing it, don't call that. The Nima the J, the Lama the car, Uboni, Sari, Miji Yeti, Kaji Yamada, Portrelare, and Yum Hoke, Yizzy Rai, Nimitumi Tanai Luma Name of Pia Portrelare, and Shipari. Eddie don't call that. He tells him, he tell ya, he tell Tao, Patan did the Nadia, you had them Yanni. A son of Yan, he knew ma, Mahopalashi. Yodi Limyaswa Shauta Abadi Shindumiadu Pia Jesu Shin Amarapura Mu Jambu Jo Mahaganayon Siaro Shinzanaga Biwanda Matimia Bawana Tampiano Mugedima Nina Sejo Jageva Pia Jambu Siaro Piaji Jesu Riaria Imadama Jimia Lavare Pia Siaro Piaji Tato Tenja Shizan Kaga Tadanaro Adunshi Dina Kamye Yama Bidu Bidadu from you to the ye adwe Jam Pia Yui
မနေမနာဆောင်ရွက်တော်မူခဲ့ပါတယ်ဖေဟာဆရာတော်ဘုရားကြီးရဲ့ကြီးမြတ်လာတဲ့ဂုဏ်ကျေးဇူးတွေကိုအထူးပြုလို့ရည်၎င်းနောင်လာနောက်သားတို့ကြီးညိုနိုင်ရန်၎င်းမြတို့ရုပ်မြင်သံကြားဌာနမှဆရာတော်ဘုရားကြီးရဲ့ထေရုပ်ပတ္တိကိုမှတ်တမ်းတင်ရိုက်ကူးပြသလိုပါ၍အရှင်သူမြတ်တို့ထံခွင့်ပြုမိန့်တောင်းခံအပ်ပါသည်ဖေဟာသာသနာကိုရာဇာကူပင်မြင့်နဲ့မြင့်ဤလို့ဆိုရိုးစကားတစ်ခုရှိခဲ့တယ်ဘုရားမြတ်စွာသာသနာတော်ကြီးကိုဆိုင်ရာအာဏာပိုင်အစိုးရညာကကိုးကွယ်စည်းကပ်မှကိုးကွယ်စည်းကပ်ရုံမျှမကချီးမြှောက်ကိုရောပူဇော်ကြမှပိုမြင့်တဲ့မြင့်တင့်တဲ့တင့်လက်တဲ့လက်ဝင်းတဲ့ဝင်းတောက်တဲ့တောက်ပတဲ့ပသာသနာတော်တိုးတက်စီကားတယ်ဗုဒ္ဓမြတ်စွာသာသနာတော်တက်တော်ထင်ရှားဘုရားရှင်ရှိတော်မူစဉ်ကလည်းလှမ်းကြည့်လိုက်ရင်ကောသလတိုင်းကြီးပြည်ရှင်ဘုရင်ကောသလမင်းတို့မကရတိုင်းကြီးရဲ့ပြည်ရှင်ရာဇဂိုဘုရင်ဗိမိသာရမင်းတို့အာနာတကူပါဝါရှိတဲ့မင်းဆိုးရာဇာတွေကစိကပ်ခဲ့ကြတယ်ကိုးဝယ်ခဲ့ကြတယ်ချီးမြှောက်ခဲ့ကြတယ်ပူဇော်ခဲ့ကြတယ်အဲဒါကြောင့်မြတ်စွာဘုရားသာသနာတော်ပို့ပြီးတော့တောက်ပခဲ့တယ်စန့်ကျင်ဘက်ဝါဒတွေကိုသွမ်းမနိုင်ခဲ့တယ်ဒါဘုရားရှင်တက်တော်ချင်းရရှိစဉ်ကအခြေအနေနောက်ပိုင်းလည်းပဲတိရိဓမ္မသောကမင်းတို့ချီးမြှောက်ခေါ်ရောပူဇော်လို့သာသနာတော်ကြီးပြည်တွင်းနဲ့မကပြည်ပကိုယ်တိုင်းကိုယ်ဌာနသာသနာပြုလွှတ်သည့်အထိကျေပြန့်ခဲ့တာတကားတို့လည်းအသိပါပဲနောက်နော်ရထာမင်းတို့ဘုရင်နောင်တို့အလောင်းဖျားတို့အကြောင်းပြုပြီးတော့သာသနာတော်ကြီးစီပင်ခဲ့တယ်ပြန်ပွားခဲ့တယ်တိုးတက်ခဲ့တယ်ပကံမြေကတက်တည်ခံနေပါတယ်အခုလည်းပဲဘုန်းကြီးတို့ပြည်တော်စုမြန်မာနိုင်ငံတော်အစိုးရများကဆိုင်ရာသာသနာရေးသာသနိကအဆောက်အဦတွေပြုပြင်ခြင်းမိမိတို့ကိုယ်တိုင်ကလည်းစိကကိုးကွယ်ခြင်းသာသနိကအဆောက်အဦတွေပြုပြင်ခြင်းသူ့အခါအားလျော်စွာဘွဲတစိတ်တွေချီးမြှောက်ထောက်ပံ့ပူဇော်ပြီးတော့သွားလျာရောက်လျာတိုင်းမှာလည်းပဲဆရာတော်ဘုရားတွေကိုတိုက်သွမှုပြုပြီးတော့သာသနာတော်ကိုချီးမြှောက်ကိုရောပူဇော်တဲ့အတွက်တိုင်းပြည်လုံးကလည်းပဲအုံရက်သာသနာဘက်မှာစိတ်ညွတ်လာကြတယ်အသိမှတ်ပြုလာကြတယ်လိုက်စားလာကြတယ်ရာဇာနုတကောဟိလောကောတဲ့လောကလူဘောမှာအုပ်ချုပ်သူမင်းဆိုးရာဇာပြန်ရဲ့နောက်ကိုလိုက်လိရှိတယ်ဆိုတဲ့အတိုင်းမင်းဆိုးရာဇာပိုင်းကအားပေးတော့သာသနာတော်ကိုတိုင်းပြည်သားတွေကလည်းအားပေးရမှန်သိကြတာပေါ့အဲ့ဒီလိုအဖြစ်သာသနာကိုရာဇာကူပင့်မြင့်တဲ့မြင့်ဆိုတဲ့ဆိုရစကားအတိုင်းအားပေးမင်းဆိုးရာဇာတွေအားပေးခံရတဲ့သာသနာတော်ဟာပို့ပြီးတော့ပွင့်လင်းထွန်းကားတယ်ခုမြန်မာနိုင်ငံလည်းဒီတိုင်းပဲပွင့်လင်းထွန်းကားပြီးတော့နေတော့အဲ့ဒီပွင့်လင်းထွန်းကားတဲ့အထက်ကတစ်စိတ်တစ်ပိုင်းဖြစ်တဲ့တိပိဋကဆရာတော်ဘုရားကြီးရဲ့သာသနာရေးနဲ့ကိုရေးရဆိုရင်သာသနာပြုလုပ်ငန်းတွေကိုတကားတို့ရုံမြင့်တန်ကြားတကားလွှင့်ထုတ်ခဲ့တယ်လို့ကြားရတယ်ခုဘုန်းကြီးတို့ကျေးဇူးတော်ရှင်မဟာကဏ္ဍဆရာတော်ဘုရားကြီးရဲ့ကိုရေးဖြစ်စဉ်နဲ့သာသနာရေးလှုပ်ဆောင်ရွက်ချက်တွေကိုတွန်းထုတ်အောင်မယ်လို့ဆိုတော့ကဏ္ဍယုံသာသနာပို့ပြီးတော့ပြန်ကားဖို့စီပင်ဖို့ဖြစ်လာတာပေါ့တယောက်သိထားတာကနေပြီးတော့10ယောက်သိလာမှာပေါ့ရုံမြင့်တန်ကြားကနေလွှင့်လိုက်တဲ့အခါကျတော့ဆရာတော်ဟောတဲ့တရားသံကိုတယောက်ကြားဘူးတာကနေပြီးတော့1000ကြားဘူးလာလိမ့်မယ်1000ကြားဘူးရာကနေပြီးတော့1000သိန်းကြားဘူးလာလိမ့်မယ်အစသည်ဖြင့်အဲ့ဒီလိုမြင့်တက်သွားလိမ့်မယ်အဲ့ဒီလိုမြင့်တက်အောင်မိမိတို့ကအကျိုးဆောင်ရတယ်လို့ရုံမြင့်တန်ကြားဘောရလည်းကုသိုလ်ယူကြပေါ့ခုတွန်းထုတ်ဖို့ဆိုပြီးတော့မှတ်တမ်းတင်လာပြီးတော့ရိုက်တာကိုဖွင့်တောင်းတာဆိုတော့ဘုန်းကြီးတို့ကဝမ်းမြောက်ဝမ်းသာကြိုးဆိုပါတယ်ဝမ်းမြောက်ဝမ်းသာကြိုးဆိုရုံမကတကားတို့အခုလိုမှတ်တမ်းတင်ရိုက်တဲ့နေရာမှာမှတ်တမ်းတင်တဲ့နေရာမှာအကူအညီရအောင်လိုအပ်တာတွေအကူအညီပေးနိုင်အောင်အနုနာယကအဖွဲ့ဝန်ဆောင်အကူအညီပေးအဖွဲ့ဆိုပြီးတော့ဘုန်းကြီးဦးမရဗုဒ္ဓခေါင်းဆောင်တဲ့အဖွဲ့တစ်ဖွဲ့ကိုလည်းဖွဲ့ပြီးတော့အကူအညီပေးဖို့ရတောင်းပေးထားပါတယ်အဲကြောင့်ဘုန်းကြီးတို့ကျေးနပ်စွာခွင့်ပြုကြောင်းသိစေအပ်ပါတယ်သာဓုသာဓုသာဓု
ကျမ်းပြုသာသနာပြုတောင်မြို့မဟာကဏ္ဍယုံဆရာတော်ဘုရားကြီးပြန်လွန်တော်မူတာနှစ်20တောင်ကျော်သွားပါဘူးလားဗျာ မှတ်မိတာပေါ့တကားကြီးရဲ့ဒါပေမဲ့လည်းကျွတ်တို့မှာပြင်မနေ့တနေ့ရလို့သာပါတကားကြီး တပည့်တော်တို့လည်းဒီတိုင်းပါပဲဗျာ ဆရာတော်ဘုရားရဲ့ဂုဏ်ကျေးဇူးဟာကြီးမားလာပါတယ်တကားကြီးရဲ့ အဲ့ဒီဆရာတော်ဘုရားရဲ့ဂုဏ်ကျေးဇူးတော်ကြီးမားပုံကိုမိမအောင်ဗျာ ဆရာတော်ကြီးဟာသာသနာဘက်မှာရောတကားဘက်မှာပါကျေးဇူးကြီးလာတယ်ဆရာတော်ဟာသာသနာတော်ကြီးညှိုးနွမ်းမှာကိုအစင်ထာဝရစိုးရင်တော်မူတယ်တကားရကမပြည့်စုံမှသာသနာတော်ကိုကုညီထောက်ပံ့နိုင်လိမ့်မယ်ဆိုတာလည်းယုံကြည်တယ်တိုင်းနိုင်ငံအေးချမ်းသာယာမှသာသနာတော်ထွန်းကားစီပင်လိမ့်မယ်ဆိုတာလည်းယုံကြည်သည့်အတွက်သာသနာရေးတပြည့်တကားရကမအရေးတိုင်းနိုင်ငံအရေးတို့ကိုအစဉ်ရှိရှုပြီးတော့ကြိုးစားဆောင်ရွက်တော်မူခဲ့တယ် သာသနာပြုဆရာတော်ဘုရားကြီးရဲ့သာသနာတော်ဆောင်ရွက်ချက်များနဲ့ပတ်သက်လို့ဆက်လက်ပြီးမိန့်တော်မူပါအောင်ဗျာ သာသနာတော်နဲ့ပတ်သက်လို့ကတော့တဘဝသာသနာမှာသေဃာမလျှော့မယ်ဆိုတဲ့ဇွဲနဲ့လှုပ်ဆောင်တော်မူတာပဲသာသနာတော်တည်တံ့ပြန်ပွားဖို့အတွက်ကတော့ဝိနည်းသိက္ခာအရေးကြီးတယ်ဝိနည်းသိက္ခာနဲ့အညီသံဃာတော်တွေနေထိုင်နိုင်ရေးအတွက်ကျမ်းစာအုပ်တွေရေးခဲ့တယ်ဝိနည်းသိက္ခာကိုရှေ့တန်းထားတဲ့မဟာကဏ္ဍယုံလိုစာသင်တိုက်ကြီးကိုလည်းတည်ထောင်တော်မူခဲ့တယ်တကားကြီးမြတ်စွာဘုရားတရားတော်ရဲ့အသက်ဟာသုံးပုံသောပိဋကတ်တို့သာဖြစ်တယ်အဲ့ဒီသုံးပုံသောပိဋကတ်တို့ကိုကြံစီတွေးတော်သင်အံလေ့ကျက်ကြံစီလောက်ကင်နိုင်မှသာသနာတော်ပြန်ပွားနိုင်တယ်မြတ်စွာဘုရားရဲ့သဗ္ဗညုတတော်နဲ့ဟောကြားတော်မူခဲ့တဲ့သုံးပုံသောပိဋကတ်တွေဟာအမတန်မှခက်ခဲကျယ်ဝန်းနည်းနည်းလာပါတယ်ဒီခက်ခဲနည်းနည်းကျယ်ဝန်းတဲ့ကျမ်းစာတွေကိုစာသင်သားသံဃာတော်တွေလည်းသင်ယူရတာအမတန်မှပြင်ပန်းပန်းနဲ့ခက်ခဲသင်ယူရပါတယ်အဲ့ဒီကျမ်းစာတွေကိုလွယ်ကူစွာသင်ယူနိုင်ရေးအတွက်ဆရာတော်ဘုရားကြီးကကျမ်းစာတွေကိုရေးခဲ့ပါတယ်သင်္ညိုဘာသာဒီကကျမ်းမြတ်ဟာအမတန်မှထင်ရှားတဲ့ကျမ်းကြီးတစ်စုဖြစ်ပါတယ်ပိဋကတ်တော်တွေလူတိုင်းလွယ်ကူစွာသင်ကြားရေးအတွက်သင်ရိုးကျမ်းစာတွေလည်းကြီးဆွဲခဲ့ပါတယ်အဲ့ဒီလိုသင်ရိုးကျမ်းစာတွေအတိုင်းသင်တဲ့စာသင်တိုက်ကြီးလည်းတည်ထောင်ခဲ့ပါတယ် မှန်လားပါအရှင်ဘုရားကြားတာကုသိုလ်ပွားလာပါလေဗျာဆက်လက်မိန့်ကြားပြီးတော်မူပါဗျာ ဒါများနဲ့ဘယ်ကောင်းမလို့တခါကြီးရဲ့ဆရာတော်ကြီးကဒုတိယကမ္ဘာစစ်ကြီးနဲ့တွေ့ကြုံရတော့စစ်ကြီးအတွင်သာသနာတော်ညှိုးနွမ်းခဲ့ရတာတွေကိုအဖတ်ဆယ်ဖို့သာသနာတော်တန်ရှင်းရေးအတွက်စတ္ထတန်ခါယန္တာတင်ဖို့ကိစ္စကိုလည်းပဲဆရာတော်ကြီးကစတင်လှုံ့ဆော်ခဲ့တာပဲတခါကြီးဆရာတော်ဘုရားကြီးဟာသာသနာတော်ကြီးအတွန်းရှည်စွာတည်တံ့ဖို့အတွက်လူငယ်တွေကိုအားကိုးတယ်ဘုန်းကြီးကျောင်းသားလူငယ်ဆွဲဆောင်ပညာတတ်တွေတိုးပွားလာဖို့ရည်ရွယ်ချက်တွေရှိတယ်ခေတ်မီပါဠိတက္ကသိုလ်ကြီးတွေထူထောင်ရန်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကျေးရွာမှာဘုန်းကြီးရယ်တကြီးရယ်ရွာသူရွာသားများလက်တွဲလုပ်ကင်ဆောင်ရွက်ကြဖို့ဆရာတော်ကတိုက်တွန်းတော်မူတယ်ဒီတိုက်တွန်းချက်တွေနဲ့ပတ်သက်လို့စာအုပ်စာတမ်းတွေလည်းရေးသားတော်မူခဲ့တယ်လူငယ်တွေအတွက်ယရဏကိုကြီးတိုင်းပြည်အတွက်အနာဂတ်သာသနာကြီးဘာသာစရိဆိုတဲ့စာအုပ်တွေဟာအလွန်ထင်ရှားတဲ့စာအုပ်တွေပေါ့တခါကြီး မှန်လားပါကုသိုလ်ပွားရပါတယ်ဗျာအနာဂတ်သာသနာရေးဆိုတဲ့စာအုပ်ကတော့အတော်ထင်ရှားတဲ့စာအုပ်ဖြစ်ပါတယ်ဗျာ ဆရာတော်ကြီးဟာမဟာကဏ္ဍယုံစာသင်တိုက်ကြီးကိုတည်ထောင်တဲ့နေရာမှာစိတ်ကောင်းရှိဖို့ကပထမလို့ကြွေးကြော်ပြီးတည်ထောင်ခဲ့တယ်သာသနာတော်ကြီးအဒုရှင်စွာတည်တံ့မှုအတွက်စိတ်ကောင်းစေတနာကောင်းတွေလိုအပ်တာကိုသိတော်မူတဲ့ဆရာတော်ကြီးဟာမြတ်မလူပေါင်းကိုသီလသမာဓိဝိနည်းစည်းကမ်းနဲ့ပြည့်စုံအောင်ကြိုးပမ်းတော်မူခဲ့တယ်ဆရာတော်ကြီးဟာအရှင်ဇနကဆိုတဲ့အမည်နာမနဲ့အညီမဟာဇနကမင်းသားရဲ့ဇွဲလုံးလဝရိယမျိုးနဲ့သာသနာတော်ကြီးတည်တံ့ခိုင်မြဲအောင်ကြိုးစားတော်မူခဲ့တယ်အဲ့ဒီလိုကြိုးစားတဲ့နေရာမှာမိမိအတွက်သာဆိုရင်ဒီလောက်ထိမကြိုးစားလေဘူးဘုရားမြတ်စွာရဲ့သာသနာတော်အရေးမှုအရှိဘိုးဘေးတို့လက်ထက်ကတဲ့ပိုမညှိုးရလေအောင်ကြိုးစားခဲ့ရတဲ့အကြောင်းကြပြတပုတ်တောင်ရေးဆက်ခဲ့သေးတယ် အဲ့ဒီကြပြလင်္ကာကိုကြားသိပြရပြီဗျာ အဲ့ဒီကြပြကတော့ငါရီတယောက်ချမ်းသာရောက်ဖို့ခုလောက်ကြိုးကိုအာမထုတ်ဘူးဘုရားမြတ်စွာသာသနာဤရှေးခါဘိုးဘလက်ထက်ကလျင်ရသည့်တကူထမညှိုးဖို့အာကျိုးမှန်တဲ့ငါဆောင်ရွက်သည်ဆက်လက်တည်တံ့ပါစေသောလို့ရေးသားခဲ့တယ်တခါကြီး ကြီးညိုစရာအားကြပွေရပါပဲဗျာ ဆရာတော်ကြီးဟာရိုးချစ်နိုင်ငံချစ်ပုဂ္ဂိုလ်ကြီးဖြစ်ပြီးဇာတိသွေးဇာတိမှန်နဲ့လည်းပြည့်စုံတော်မူခဲ့တယ်သူ့ရဲ့တဘဝသာမယာစာအုပ်မှာ
လိုရာဘဝတစ်ခုကိုရွေးရမယ်ဆိုရင်တော့မိမိဟာနတ်ပြည်နတ်ရွာဗြဟ္မဘုံတို့ကိုမရွေးလို့ဘူးလူဘုံကိုပဲရွေးမယ်လူဘဝလူအဖြစ်ကိုရဖို့ဆိုရင်လည်းအမိမြန်မာနိုင်ငံမှာလူအဖြစ်ကိုရလို့တယ်မြန်မာနိုင်ငံကိုသဘောကျတယ်မြန်မာနိုင်ငံမှာလူဖြစ်ရတာလူဖြစ်ကျိုးတတ်တယ်လို့အတီးအလင်းကိုယ်တိုင်ရေးသားထားခဲ့တယ်ဆရာတော်ကြီးကမြန်မာဖြစ်ရတာကိုဂုဏ်ယူမြတ်မကရွှေဦးနယ်သားဖြစ်ရတာလဲဂုဏ်ယူသေးတယ်တခါကြီးရဲ့ ဆရာတော်ဘုရားကြီးကရွှေဘူနယ်သားဆိုတော့ရွှေဘူဘယ်ရက်ကပါလဲဘုရား စကိုင်းတိုင်းဖြူခရိုင်ဝက်လက်မြို့နယ်တရရွာကပေါ်တကားကြီး တရရွာသည်ရှေ့မာတီဇေဒီ35ဆိုတဲ့ရှေးလူကြီးများစကားအတိုင်းတရရွာမှာဇေဒီများစွာရှိတဲ့အပြင်မဟာယန္တတိုင်းကြီး၄ခုပိုင်းခြားထားတဲ့ဇေဒီကြီး၄စုဟာပြီးကြပရဝုံကြီး၄ခုနဲ့တည်ရှိနေခြင်းကလည်းထူးခြားချက်တစ်ရပ်ပါပဲရှင်အဲ့ဒီပရဝုံတွေကတော့ရွှေမုတ်ထွားပရဝုံလေးမျက်နှာဇေဒီတော်ပရဝုံဇေဒီလှပရဝုံနဲ့ပုတ်ဇေဒီပရဝုံတို့ဖြစ်ပါတယ်အဲ့ဒီအထဲမှာဇေဒီလှပရဝုံဟာဒုတဲ့အကြီးမားဆုံးဖြစ်ပြီးကြစွာမင်းကြီးတီထားပိုးခွဲခဲ့တဲ့ဇေဒီတော်ရဲ့လို့အစင်လာအားဖြင့်အမှတ်သားရှိခဲ့ပါတယ်လေးမျက်နှာပရဝုံရဲ့အဓိကဖျားများကတော့ဝင်ပေါက်၄ပေါက်မှာဖူးတွေ့ရတဲ့လေးမျက်နှာဂူဖျားများဖြစ်ပါတယ်လေးမျက်နှာဖျားရဲ့တောင်ဘက်နဲ့အရှေ့ဘက်တို့မှာဘုံ9စစ်နဲ့တစ်သားပြတ်တာနှစ်ဆောင်ရှိနေတာကိုကကြည်ညိုသရာပွားပွဲရာတွေ့မြင်နိုင်ပါတယ်။ရွှေမုတ်ထွားဖျားပရုံအတွင်းမှာတော့ဇေဒီ6စုကိုဖူးတွေ့ရပြီးပုတ်ဇေဒီပရုံထဲမှာတော့အဝိုင်းပုံဇေဒီတစုဟာရှေးလက်ရာအတိုင်းမပြုတ်မပြင်းပူဇော်နိုင်သေးတာကိုတွေ့ရမှာဖြစ်ပါတယ်။တရံရွာမှာကျမ်းပြူဒုတိယရွှေချင်းသာသနာပိုင်ဆရာတော်ကြီးယဟန်ခံရာတိမ်တီရှိပါတယ်။ဇေဒီလပရဝုံထဲမှာတော့1998ခုနှစ်နိုဝင်ဘာလ26ရက်နေ့ကချိတ်ဆွဲလှူဒန်းထားတဲ့ရှေးကြတဲ့ခေါင်းလောင်းတော်တစ်ခုကိုလည်းတွေ့ရှိနိုင်ကြပါတယ်။အခုလိုရှေးကြတဲ့ဇေဒီပထူးဂူကျောင်းစီရဲ့သာသနိကအဆောက်အဦများတည်ရှိရာတရံရွာလေးမှာပဲကျေးဇူးရှင်ကျမ်းပြူတောင်မြို့ဆရာတော်ကြီးအရှင်စနကဘိဝင်သားကိုဒီနေရာလေးမှာပဲခမဲတော်ဦးစောတိမေတော်ဒေါ်အုံးလိုင်တို့ကမြန်မာတက္ကရာ1962ခုနှစ်တဘိုရဲလာပြည်ကျော်14ရက်ခရစ်နှစ်1900ပြည့်နှစ်ဖေဖော်ဝါရီလ29ရက်မနက်7:00နာရီအချိန်မှာမွေးဖွားခဲ့ပါတယ်။ဇ
ရာတော်ကြီးရဲ့ငယ်နာမည်ကတော့မောင်ထေးလွင်ဖြစ်ပြီးမွေးချင်း၄ယောက်ထဲမှာသားကြီးဩရတာဖြစ်ပါတယ်ဆရာတော်ကြီးရဲ့မွေးချင်းများကတော့ဒေါ်ရှုတင်ဦးထေးတင်နဲ့ဥပခိုင်တို့ဖြစ်ပါတယ်ရှင်ကျမ်းပြူတောင်မြို့ဆရာတော်ကြီးဟာမဟာဝိသုဒ္ဓယုံဆရာတော်ကြီးရဲ့မြေးတော်ဆက်တလူပညာရှိထယံကာဆရာကြီးရဲ့တူသားလေးဖြစ်ပါတယ်ရှင်ထယံကာဆရာကြီးဆိုတာကတော့ယဟန်ဘဝကထယံကာမျိုးစားမင်းသမီးဆောက်လုပ်လူတန်းနဲ့ထယံကာတိုက်မှာကျောင်းတိုင်းဆရာတော်ဖြစ်နေထိုင်ခဲ့မှုတဲ့အတွက်ထယံကာဆရာတော်ရဲ့လို့အမည်ရခဲ့ပြီးယဟန်ဘဝကနေလူဝတ်ကြောင်ဘဝကိုရောက်ရှိလာတဲ့အခါမှာလဲထယံကာဆရာကြီးလို့ပဲဆက်လက်အမည်တွင်နေခဲ့ပါတယ်ထယံကာဆရာကြီးဟာပရိယတ္တိစာမသမကအထွေထွေဗဟုသုတကျွယ်ဝပြီးရာဇသက်ဓမ္မတက်များကိုလည်းကျွမ်းကျင်လို့မင်းတို့မင်းတရားကြီးနဲ့သီဘောမင်းတို့ကရာဇဂုရုဘွဲ့ကိုတစ်ကြိမ်စီချီးမြှောက်ခြင်းခံရတဲ့ပညာရှိကြီးလည်းဖြစ်ပါတယ်ရှင်ဒါကြောင့်အရှင်စနကပြည်ဝင်သားလောင်းလျာမောင်ထေးလွင်ဟာရှေးဟောင်းသာသနိကအဆောက်အဦများတည်ရှိရာဒေသမှာဝေဖွားခဲ့ရုံသာမကဖွားခဲ့ရုံသာဝိသုဒ္ဓယုံဆရာတော်ကြီးထယံကာဆရာကြီးစတဲ့ပညာရှိမျိုးရိုးအစဉ်လာမှဝေဖွားခဲ့သူတစ်ယောက်ဖြစ်ပါတယ်ရှင်တရားရွာဟာရှေးဟောင်းကျောင်းကန်ဖျားများပေါ်များကျွယ်ဝရုံသာမကဘုံတော်ကြီးများလည်းပေါ်များတဲ့မြမရွာကြီးတွေဖြစ်ပါတယ်။ဘုံတော်ကြီးကျောင်းတိုင်းမှာလည်းဆရာတော်အကျော်မော်များသတင်းသုံးနေထိုင်ကြပါတယ်။တရားရွာမှာပင်ကျောင်းရွှေတောင်ကျောင်းဘော်ဒီကျောင်းကျောင်းမကျောင်းနဲ့တောရကျောင်းဆိုတဲ့ဘုံတော်ကြီးကျောင်းများရှိပါတယ်။အဲ့ဒီကျောင်းတွေကပင်ကျောင်းဆရာတော်ကြီးဦးစနိတဟာမန္တလေးရွှေချင်းကျောင်းတိုင်မှာစာချဓမ္မစရိယဆရာတော်ဖြစ်သတင်းသုံးနေထိုင်ခဲ့တဲ့ဆရာတော်ကြီးဖြစ်ပါတယ်။ကျမ်းပြူဘာသာတိကဆရာတော်လောင်းလျာမောင်ထေးလွင်ကိုအခုတွေ့မြင်နေရတဲ့ပင်းကျောင်းမှာပဲစာပေသင်ကြားဖို့မိဘများကစတင်အပ်နိုင်ခဲ့ပါတယ်။အာသေဝနာသဘာလာနာအာသေဝနာသဘာလာနာပါဠိတာနိသသေဝနာပါဠိတာနိသသေဝနာပူဇာသပူဇာနေယနာပူဇာသပူဇာနေယနာဧတမင်္ဂလမုဒ္ဓမံဧတမင်္ဂလမုဒ္ဓမံအာသေဝနာသဘာလာနာပါဠိတာနိသသေဝနာပူဇာသပူဇာနေယနာဧတမင်္ဂလမုဒ္ဓမံအာသေဝနာသဘာလာနာအာသေဝနာသဘာလာနာပါဠိတာနိသသေဝနာပါဠိတာနိသသေဝနာပူဇာသပူဇာနေယနာပူဇာသပူဇာနေယနာဧတမင်္ဂလမုဒ္ဓမံဧတမင်္ဂလမုဒ္ဓမံဒကာကြီးဖေတို့ကြီးတော်သားကြောင်းလာတာပါဗျာဆရာတော်ကြောင်းရှိရသွားလိုက်ဟုတ်ပါဗျာအာသေဝနာသဘာလာနာပါဠိတာနိသသေဝနာပူဇာသပူဇာနေယနာဧတမင်္ဂလမုဒ္ဓမံရာယူဇောတိဘာကိစ္စလာပါတယ်လဲပြီးတော့သားကြောက်လာတာပါဗျာဩတခါကြီးသားနာမည်ဘယ်နဲ့ခေါ်တော့ကလေးတဝိနာနာမည်မောင်ထဲလွင်ပါဖေရအေးမင်းရဲ့ဥပဒိယုတ်ကြည့်ရတာကွာလူချင်းလူပုံဖြစ်မဲ့ရုပ်ရည်လက္ခဏာအများကြီးပါတယ်မင်းစာကြိုးစားသင်ရမယ်ငါကိုယ်တိုင်ကြည့်ကြပြီးတော့သင်ပုံကြီးမင်္ဂလာတော့နမကာယတို့သင်ပေးမယ်မင်းကြိုးစားသင်ကြားလားတပည့်တော်ကြိုးစားပါမယ်ဖေရပင်းကျောင်းမှာကျောင်းသားတငယ်များစာချတဲ့အခါဆရာတော်ကလက်ထောက်တပည့်ဦးစင်းများကိုသာတာဝန်ပေးစာချလေးရှိပေမဲ့မောင်ထေးလွင်ရောက်ရှိလာတဲ့အခါမှာတော့ပင်းကျောင်းဆရာတော်ကြီးဟာမောင်ထေးလွင်ရဲ့ဇာတာမောင်ထေးလွင်ရဲ့ဥပရိယုတ်တို့ကိုကြည့်ပြီးဒီကလေးနောင်သာသနာအတွက်အကျိုးထူးမဲ့ကလေးဖြစ်မှာကိုသိရှိပြီး
မောင်ထေးလွင်ကိုပင်ညောင်းဆရာတော်ကြီးကိုယ်တိုင်စာချတင်ကြားပေးတဲ့အတွက်မောင်ထေးလွင်ဟာကုသိုလ်ထူးတယ်လို့ဆိုရမှာဖြစ်ပါလိမ့်ရှင်အရှင်ဇနကာဘိဝန္တလောင်းမြာမောင်ထေးလွင်ဟာငယ်စဉ်ကပဲပညာပါရမီရင့်သန်ပြီးစာတော်တဲ့လူငယ်တစ်ယောက်ဖြစ်ပါတယ်ပင်ကျောင်းကိုစရောက်စဉ်ကအသက်6နှစ်သားရှိပြီးပင်ကျောင်းဆရာတော်ကြီးထံမှထုံးစံတိုင်းတင်ပုံးကြီးမင်္ဂလာတုံနမက်ကာရစသဖြင့်တဆင့်ပြီးတဆင့်စာတက်ရပါတယ်ဉာဏ်ထက်မြက်မှုရှိတဲ့မောင်ထင်းလွင်ဟာတစ်နှစ်ခွဲအတွင်းမှာအခြေခံသင်ယူများအားလုံးပြီးစီးအောင်တက်မြောက်ခဲ့ပါတယ်1969ခုအသက်10နှစ်အရွယ်ကိုရောက်ရှိလာတဲ့အခါမှာတော့ပင်ကျောင်းဆရာတော်ဦးဇနိတာဟာမောင်ထင်းလွင်ကိုဗိဒကတ်စာပေမှာလောကုတ္တရာစာပေပါဠိအထကထာတိကာတို့ရဲ့မုတ်ဦးဖြစ်တဲ့ပစ္စည်းတရားကြီးကိုသင်ကြားပေးခဲ့ပါတယ်။ပင်ကျောင်းဆရာတော်ဟာမောင်ထေးလွင်ကိုစာပေသင်ကြားမှုအခြေခံကောင်းကိုပေးခဲ့တာဟာမောင်ထေးလွင်အတွက်ကုသိုလ်ထူးမှုတရပါလေ။ဒါအပြင်မောင်ထေးလွင်ကိုယ်တိုင်ကပညာပါရမီရင့်သန်တဲ့သူဖြစ်တာကြောင့်ပင်ကျောင်းဆရာတော်သင်ကြားသမျှကိုပေါက်မြောက်စွာတက်ကြွခဲ့ပြီးဘာကြီးတော်သူထရန်ကဆရာကြီးထံမှလည်းအတွေ့အကြုံဗဟုသုတများစွာရရှိခဲ့ပါရဲ့ရှင်။မောင်ထေးလွင်အသက်12နှစ်သားအရွယ်ရောက်လာတဲ့အခါမှာဖခင်ကြီးဖြစ်သူနဲ့အတူမန္တလေးမြို့ကိုလိုက်ပါလာခဲ့ပါတယ်။မောင်ထေးလွင်ဖို့မြို့ကြီးပြကြီးကိုပထမဆုံးချိန်ရောက်ရှိခြင်းပါပဲ။ဒါပေမဲ့တန်ရုံးစင်ကြီးမှလှတဲ့အင်းကျောင်းဆရာတော်ကြီးဟာမောင်ထေးလွင်ကိုတရံရွာကိုပြန်ခေါ်ခဲ့ပြီးကစ္စည်းတရားကြီးကုန်းထဲထိစာဝါများဆက်လက်တင်ကြားပို့ချပေးခဲ့ကတင်းကြိုကိုလည်းဆက်တက်ပေးခဲ့တဲ့အတွက်မောင်ထေးလွင်ဟာစာပေရေးရာနဲ့ပတ်သက်ပြီးတစ်နေ့ထက်တစ်နေ့ပိုပြီးခရီးပေါက်ခဲ့ပါတယ်ရှင်။ပင်းကျောင်းဆရာတော်ကြီးဟာပိဋကတ်ဗိမာန်ကိုတက်လှမ်းရာမှာတရားလေကားတင်းကြိုလေကားတို့ကိုသာထောင်ပေးခဲ့ုံသာမကစိတ်ထားကောင်းထားရှိရေးအခြေခံသဘောတရားများကိုဥခိုက်မှတ်သားနိုင်ယူနိုင်အောင်သင်ကြားပေးခဲ့တဲ့အတွက်မောင်ထေးလွင်ဟာငယ်စဉ်ကတည်းကစိတ်ကောင်းစေတနာကောင်းရှိပြီးကြီးသူကိုယူသည်ငယ်သူကိုသနာတတ်ကာရင်မုန်ပြီးစားတော်တဲ့အတွက်မောင်ထေးလွင်ကိုလူတွင်တယောက်ဆိုရလောက်အောင်ထွန်းတောက်မိသူထိုသည့်လူကငယ်မှုငယ်သွေးငယ်ကလေးကဘိုးဘေးလဲဆောင်မျိုးလဲဆောင်၍စောင့်မိအရာတွေ့မြဲတာတည်းဟုဆိုရမှာဖြစ်ပါလိမ့်ရှင်13ခုနှစ်မောင်ထေးလွင်အသက်12နှစ်ပြည့်လူလူအချိန်မှာတော့ပင်းကျောင်းဆရာတော်ကြီးဟာမောင်ထေးလွင်ရဲ့ရှေ့ရေးကိုမျှော်ပြီးမိဘနှစ်ပါးကိုခေါ်ယူကာမောင်ထေးလွင်ကိုမန္တလေးမြို့ကိုပို့စီပြီးပညာဆက်လက်သင်ယူခွင့်ပြုပါတယ်။ဒီခရီးဟာမောင်ထေးလွင်အတွက်အရေးကြီးတဲ့ဘဝခရီးဆိုရင်လည်းမမှားပါဘူး။
အဲ့ဒီခီးမှာမောင်ထင်းလွင်ဟာနောင်မြောင်းမြဆရာတော်လောင်းဖြစ်လာမယ်အရှင်ညာနာဘိဝန္တနဲ့တွေ့ဆုံဖို့အကြောင်းဖြစ်လာပါတယ်မန္တလေးမြို့ကိုမောင်ထင်းလွင်ရောက်တဲ့အခါမန္တလေးအနောက်ပြင်မဟာဝိသုဒ္ဓါယုံတိုက်တဲ့ဇီးပင်ကျောင်းမှာနေခွင့်ရပါတယ်ရှင်ဗျာဒီเจ้าကကျမ်းပြူတောင်မြို့မဟာခန္ဓာကိုဆရာတော်အချင်းစန္ဒကဘိဝန္တအလောင်းလျာမောင်သေးလွင်အသက်12နှစ်သားမှာမန္တလေးကိုလာစဉ်နေခဲ့တဲ့ဇီးပင်ကျောင်းကိုသိရပါဗျာမြောင်းမြဆရာတော်လောင်းလျာဖြစ်တဲ့အရှင်ညာနာဘိဝန္တဆရာတော်လောင်းမောင်သေးလွင်ကိုစာတင်ပြီးလို့သိရပါတယ်အရှင်ဘုရားသိတဲ့မြတ်တပည့်တော်ဟောကြားပြပါဟုတ်ပါဒါပေမဲ့မြောင်းမြဆရာတော်လောင်းက1290ခုနှစ်မှာဒီတိုက်ထဲရောက်လာတယ်ဟုတ်ပါဗျာဒီတိုက်ထဲရောက်လာတော့ပထမနေတာကဒီဘက်စီရှင်ကျောင်းမှာနေတယ်ဟုတ်ပါဗျာနောက်မှစီရှင်ကျောင်းကနေပြီးတော့ဒီကျောင်းပြောင်းလာတယ်အဲ့ဒီ90ခုနှစ်မှာဆရာတော်ဥဒနကရဲ့ဆရာတပါးဖြစ်တယ်ဘေယရမဆရာတော်လောင်းလေးတွေဒီကျောင်းလည်းအဲ့90ခုနှစ်ပဲအတူတူပဲရောက်တာလေနှစ်ပါးဆုံးလူကြွအတူတူရောက်တယ်မြောင်းမြဆရာတော်ကရှေ့နည်းနည်းကြတယ်ပြီးတဲ့အခါကျတော့ဘေယရမဆရာတော်လောင်းကနောက်နည်းနည်းကြတယ်လာလောက်ပဲသူကနောက်ကြပြီးတဲ့အခါကျတော့ဘေယရမဆရာတော်လောင်းကအလေတိုက်ကြီးမှာနေတာပေါ့မြောင်းမြဆရာတော်လောင်းကနောက်ပိုင်းဒီကျောင်းကနောက်ပြန်ဒီကျောင်းလာပြီးတော့မှဒီကျောင်းပထမဆရာတော်ကြီးကဆရာတော်ဥနာရတဘိဝန္တလို့ဆိုတဲ့ဆရာတော်ကြီးကျမ်းပြုပဲဘုန်းကြီးတို့မဟာဝိသုဒ္ဓါတော်ဆရာတော်ကြီးစီကိုနိုင်ငံသားကပု္ပ္ပာတွေပါမေးတယ်မေးရင်ဆရာတော်ကြီးကသူ့ကိုဖြေခိုင်းတယ်ဖြေခိုင်းလို့နိုင်ငံသားပု္ပ္ပာတွေကိုဖြေရတဲ့ဆရာတော်ကြီးစာတတ်ကြီးနောက်အဗျာရာမဆရာတော်ဆိုတာလည်းပဲဒီဆရာတော်ကြီးနဲ့ဆက်ပြီးတော့ဒီတိုက်လေးရောက်တာအဲ့လိုဆရာတော်ကြီးနောက်မြောင်းမြဆရာတော်နဲ့ဒီကုထွေးလွင်နဲ့တောင်မြဆရာတော်နဲ့တွေ့ပြီးတော့မြောင်းမြဆရာတော်ကလည်းပဲဒါသင်ပုံပြပုံရောကုထွေးလွင်ကလည်းပဲညံကောင်းတာရောနှစ်ဖက်ညီတာပေါ့လေဒီတော့မြောင်းမြဆရာတော်ဟာတကယ်ပြောမယ်ဆိုလို့ရှိရင်ဆရာတော်ကြီးကလူတွေဘာတွေနဲ့သိအဆက်ဆံမရှိဘူးရဟန်းချင်းတော်မှာဝီနီးလေးစားတဲ့ပုဂ္ဂိုလ်မှာဆရာတော်ကြီးကညံနိုးရတဲ့သဘောရှိပါတယ်ဒီတော့ဒီလိုဆရာတော်ကြီးကမောင်သေးလွင်သူ့စီရောက်လာတဲ့အခါသူ့တစ်ပတ်ဖြစ်လာတဲ့အခါကျတော့ဂါထာရေးနည်းသင်ပေးတယ်ငယ်ငယ်လေးရှိသေးတာဂါထာရေးနည်းသင်ပေးတယ်နောက်ကြပြရေးနည်းတွေလင်္ကာရေးနည်းတွေသင်ပေးတယ်နောက်ဆုံးဘယ်တိအောင်လုပ်ပေးလဲဆိုရင်တပ်ပုံထီအောင်အမှားအမှန်ရေးဖို့ပြုဖို့ဂရုစိုက်ဖို့ရတယ်သင်ပေးတာရတဲ့ဒီယာနီကိုရတဲ့မိနာနီပုတ်တယ်မမမတော်ဒီတာမသရနေနာရတဲ့ပုတ်ရင်အတရမှာပါပြီးကိုခွဲရဆဲဟူသောအောက်၌ဇင်းမပြဲတာတရတဲ့လောဘန်တော့ရင်နာဤရာကြောင့်ဆဲအန္တရာကိုဆဲနေဗန်တို့တဲ့တော့ရင်တရာကင်းတော့ပါပြီးကိုနာဤတော့ကရတဲ့မိယာနီဒီရတဲ့မိယာနီရတဲ့မိယာနီနော်ရတဲ့ဗန်နဲ့နော်ရတဲ့ဗန်နဲ့သမီးသားသမတန်ကေနာသမီးတီဟာသမတန်ကေနာမောင်သေးလွင်အသက်73နှစ်သားအရွယ်မှာမန္တလေးမြို့မှာပလိယောဂါကြီးဖြစ်လာတဲ့အတွက်စကိုင်းတောင်ယူမဟာကန္တာယုံကျောင်းမှာတွားရောက်ရှောင်တိန်စဉ်ချမ်းအေးဆရာတော်ကြီးနဲ့တွေ့ဆုံခွင့်ရခြင်းဟာမောင်သေးလွင်ဟုထပ်မံကံကောင်းတယ်လို့ဆိုရမှာဖြစ်ပါတယ်။ချမ်းအေးဆရာတော်ကြီးဟာပฏิပတ်သမားဖြစ်တာကြောင့်မောင်သေးလွင်ဟာပฏิပတ်ကိုလေ့လာအားထုတ်ဖို့အခွင့်အလမ်းဖြစ်ပေါ်လာပါတယ်။ချမ်းအေးဆရာတော်ကြီးဟာပฏิပတ်သမားဖြစ်ပေမဲ့ပရိယတ်ကိုလည်းအလေးထားသူဖြစ်ပါတယ်။ချမ်းအေးဆရာတော်ကြီးဟာမောင်သေးလွင်ကိုဝီနီးတော်လာအတိုင်းနေထိုင်စားသောက်ဝတ်ဆင်သွားလာဖို့သင်ကြားပေးပါတယ်။မောင်သေးလွင်ဟာချမ်းအေးဆရာတော်ကြီးထံမှဝီနီးလေးစားလိုက်နာမှုအမွေကိုဖတ်မှန်ရရှိပြန်ပါတယ်။နောက်ပလိယောဂအတော်အသင့်သက်သာလာတဲ့အခါမှာရောင်မြဆရာတော်လောင်းအရှင်ညာနာဘိဝန္တနဲ့အတူမောင်သေးလွင်တို့ဆရာတစ်ပည့်နှစ်ဦးဟာစကိုင်းတောင်ရိုးကနေမန္တလေးမြို့ကိုပြန်လာခဲ့ပြီးမောင်သေးလွင်ဟာပထမငယ်စာမေးပွဲကိုစတင်ဝင်ရောက်ဖြည့်ဆို့အောင်မြင်ခဲ့သလိုစာဝါများကိုလည်းဆက်လက်သင်ကြားခဲ့ပါတယ်။အသက်14နှစ်သားအရွယ်ရောက်လာတဲ့အခါမှာတော့မောင်သေးလွင်ဟာအရှင်ရာဇညနဲ့အတူညောင်မြလက်ပုတ္တာအစရှိတဲ့အောက်ပြည်အောက်ရွာကရွာတွေကိုတွားရောက်လဲပတ်ခွင့်ရခဲ့ပါတယ်။
ဒါဟာလဲမောင်ထေးလွင်ဖို့ဒေသန္တရဗဟုသုတအသစ်တွေရရှိဖို့နဲ့အတွေးနယ်ချဲ့ဖို့အခွင့်အရေးတစ်ခုဖြစ်လာခဲ့ပါတယ်။အောက်ပြည်အောက်ရွာကပြန်ရောက်လာတဲ့အခါမှာတော့မောင်ထေးလွင်ဟာရခင်ကနေထိုင်ခဲ့တဲ့မဟာဝိသုဒ္ဓယုံဇီးပင်ကျောင်းမှာပဲပြန်နေပြီးမြောင်းမြဆရာတော်လောင်းအရှင်ညာနာဘိဝန္တထံမှာပဲစာဝါများဆက်လက်တက်ခဲ့ပါတယ်။မြန်မာတက္ကီ1988ခုနှစ်ဝါဆိုဦးမှာတော့မောင်ထေးလွင်ဟာအသက်18နှစ်ထဲကိုဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။အဲဒီနှစ်ကတရရွာမှအဖိုးတော်သူနဲ့မိခင်ကြီးဒေါ်အောင်လိုင်တို့ဟာပလိမျိုးကိုလိုက်လာကြပြီးမောင်ထေးလွင်ကိုတာမဏေပေါင်းကိုတွတ်သွင်းရန်စီစဉ်ကြပါတယ်။မောင်ထေးလွင်လေးဟာမြောင်းမြဆရာတော်လောင်းဆရာရင်အရှင်ညာနာဘိဝန္တကိုဥပိ္ပစေပြုပြီးပလိမျိုးမှာပဲမိဘများရဲ့ပြည့်စရာနုက္ခဟနဲ့ရှင်သာမဏေပေါင်းကိုဝင်ရောက်ခဲ့ပါတယ်။မောင်ထေးလွင်လေးဟာရှင်သာမဏေမွေးခင်ကလေးကပထမလက်အောင်မြင်ထားပြီးဖြစ်ပါတယ်။သာမဏေဘဝကိုရောက်ရှိလာတဲ့မောင်ထေးလွင်ကိုဆရာဘုန်းကြီးကမိမိတပည့်ရဲ့အရေးအသွေးကိုသိပြီးဖြစ်လို့ကိုရင်ဘွဲကိုကိုရင်ရွေးလို့မှွက်ကြားခဲ့ပါတယ်။မောင်ထေးလွင်ကအင်္ဂါသားဖြစ်လေတော့အင်္ဂါနန်းဆိုရင်စဇညတွေကတခုခုနဲ့စတော့မှာမို့မိမိဇက်ကြီးဆဲပွဲတင်ကြားစဉ်ကဖះအလောင်းဇနကမင်းသားရဲ့ဇွဲလုံးလာကိုအားကြခဲ့သူဖြစ်တာနဲ့အညီမိမိဇနကဆိုတဲ့အမည်ကိုရွေးချယ်ခဲ့ပါတယ်။မိမိဘွဲကိုဇနကလို့ရွေးချယ်ပါကြောင်းလျှောက်ထားတော့ဆရာဘုန်းကြီးကလည်းဒီအတိုင်းဒီစေးဆိုပြီးအတည်ပြုပေးခဲ့ပါတယ်ရှင်။ဆရာရဲ့အရှင်ညာနာဘိဝန္တဟာရှင်ဇနကကိုတက်ကြက်မတ်မတ်ထိန်းချောင်းကဆက်လက်ပညာသင်ကြားပေးခဲ့ပါတယ်။ရှင်ဇနကကလည်းကျေးဇူးရှင်ဆရာတော်အရှင်ညွှန်ပြသမျှကိုရိုသေကျိုးနွန်စွာလိုက်နာခဲ့သလိုသူ့ဆရာရင်းကိုအထူးလေးစားကြည်ညိုသူလည်းဖြစ်ပါတယ်။တခါမှရှင်ဇနကဆရာဘုန်းကြီးရဲ့ဖနက်ကိုမတော်တဆနီးမိရာမှာခေါင်းတစ်ပန်းကြီးသွားပြီးစက်သိန်းများတစ်ပြန်းပြန်းထားကငါမှအပြစ်ရှိသွားပြီလို့ယူဆပြီးဆရာသမားရဲ့ဖနက်ကိုရှ िख ိုးဥချလိုက်မှစိတ်သက်သာရခဲ့တယ်လို့ဆိုပါတယ်ရှင်။တောင်မျိုးဆရာတော်ကလည်းပဲသူ့ဆရာကိုသိပြီးတော့လေးစားတယ်ဆိုတော့နောက်ဆုံးမြောင်းမြဆရာတော်ရဲ့ဖဏနင်းမိတာတောင်မှအပြည့်ကြီးတစ်ခုကျူးလွန်ပြီးသလိုစိတ်ထဲမှာဖြစ်ပြီးတော့ဖဏကိုတောင်မှဝှချတဲ့အဆင့်ဒီလောက်ထိအောင်လေးစားတာဒီတော့ဘုန်းကြီးတို့သာသနာတော်မှာတောင်မျိုးဆရာတော်ကြီးပွားတယ်ဆိုတာဒီလိုစိတ်ဓာတ်တွေကြောင့်ကြီးပွားတယ်ကသိအောင်ဖို့လည်းကောင်းတယ်သိအတူတူယူဖို့လည်းသိကောင်းပါတယ်နောက်ဆုံးတောင်မျိုးဆရာတော်ကအဲ့ကမပိုင်တရသွားပြီလေဘုန်းကြီးတို့မြောင်းမြဆရာတော်ကြီးမရသေးဘူးအဲ့တော့အဲ့ဒီအချိန်မှာတောင်မှမြောင်းမြဆရာတော်နဲ့တောင်မျိုးဆရာတော်ကဆုံးအတူတူမစားရဘူးဒါလောက်လေးစားတယ်
င်ကြားပြည်သက်များရှင်ခေတ္တဝါဒဗုဒ္ဓသာသနာတော်အတွက်ပိဋကတ်စာပေတွေကိုသင်ကြားရမှာပခုတ်ကူမရောက်စာမပေါက်ဆိုတဲ့အဆိုစကားရှိခဲ့ပါတယ်။ဒါကြောင့်ပိဋကတ်စာပေထွန်းပေါက်တက်မြောက်စေဖို့ရည်ရွယ်ပြီးအရှင်ဇနကကိုဆရာရင်းဖြစ်တဲ့မြောင်းမြဆရာတော်ကပခုတ်ကူကိုစေလွတ်ပညာသင်ကြားစေခဲ့ပါတယ်။ဒါကြောင့်အရှင်ဇနကဟာသက်တော်18နှစ်အရွယ်မှာဥပဇင်ဥကေတရနဲ့အတူပခုတ်ကူကိုပညာသင်ကြားဖို့ထွက်လာခဲ့ပါတယ်။အရှင်ဇနကပခုတ်ကူကိုရောက်တဲ့အခါဒီမဟာဝိသုဒယာမအလဲတိုက်ကြီးအတွင်းမှာရှိတဲ့ဓမ္မမြင့်စုကျောင်းမှာသရင်သုံးနေထိုင်ခွင့်ရခဲ့ပါတယ်ရှင်။ပခုတ်ကူမြို့ကိုရောက်ရှိလာတဲ့နှစ်မှာပဲတနိုင်ငံလုံးမှာတုပ်ကွေးယောဂကပ်ဖြစ်ပွားလို့ရှင်ဇနခတို့လည်းစကိုင်းမြို့ကိုပြန်လာခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာမအူပင်မြို့ကိုရောက်ရှိနေတဲ့ရောင်မြဆရာတော်ကြီးကပခုတ်ကူမြို့ကိုစာလှမ်းပြီးရေးပါတယ်။ဇနခနဲ့ကေသရတို့တုပ်ကွေးဖြင့်တေကြပြီလားလို့ရေးထားတာဖြစ်ပါတယ်။အဲ့ဒီကျင်းနှန်းစာပါအကြောင်းအရာကတော့တပည့်ဖြစ်သူရှင်ဇနခကိုတုပ်ကွေးနဲ့တေပြီလားလို့မေးမြန်းခြင်းဖြစ်ပါတယ်။အဲ့ဒီကျင်းနှန်းစာဟာမဟာဝိသုဒယာမအလဲတိုက်ကြီးအတွင်းမှာရှိတဲ့ပခုတ်ကူဆရာတော်ကြီးများထံရောက်ရှိသွားပြီးဇနကဆိုတဲ့ဘွဲ့အမည်ကိုဆရာတော်ကြီးများကမှတ်မိသွားကြပါတယ်ရှင်။ဘုံဘုရားကျင်းနှန်းစာဆောင်ရောက်လာပါတယ်။ဒီကလာတဲ့ကျင်းနှန်းစာတို့ညောင်မြဆရာတော်ရှင်ဉာဏ်ပြုဝင်လာတာဒီကျင်းနှန်းစာပါကဲဖတ်ဆမ်းပါဦးအင်းပါဗျာညောင်မြအရှင်ဉာဏ်ပြုဝင်တာဆရာတော်ကအေးလျောက်ထားပါတယ်ဗျာတနိုင်ငံလုံးတုပ်ကွေးယောဂဖြစ်နေလို့ဒီမှာဝိသုဒရာမအလေတိုက်မှာစာတင်ဖို့ရောက်လာတဲ့ကိုရင်ဇနကတုပ်ကွေးယောဂနဲ့တီပီလာလို့မေးထားပါတယ်ဗျာဘယ်ကလာတဲ့ကိုရင်ဇနကလဲအန္တလိကလာတဲ့ကိုရင်ဇနကပါဓမ္မမေသူကျောင်းမှာနေပြီးတော့သာဝန္တိုက်နေတဲ့ကိုရင်ဇနကလေအဲ့ဒီဇနကကတီပီလာတုပ်ကွေးယောဂဆောင်မှုစကိုင်းဘက်မှာသူ့အဖို့ဥပ္ပဒရာနဲ့ထွက်သွားဒီလိုဆိုရင်ကိုရင်ဇနကမတည်သေးဘူးလို့ပြောလိုက်ပေါ့အင်းပါဗျာဘုရားတို့ဘုရားတောင်းရအောင်ရှင်းတဲ့မှာကိုယ်ကလည်းပါပါတယ်။ခန္ဓာလေးကလည်းကိုယ်ကလည်းမို့လား။ဟုတ်ပြီကိုယ်ကလည်းဟာဟုတ်ပြီကိုယ်တော့ဆောင်မှုတော့တိုင်းမှာပေါင်းပြီးတို့ပြန်ကြပါအမှုအောင်လို့ဆိုတာပြီးမှာ။ကျန်လာလေးကိုပထမပြအောင်စင်းထဲမှာရှင်ဇနကကြည်တဲ့အောင်ပါဗျာ။ဩဟိုတနေ့တော့ကျင်းနာစာထဲမှာပါလာတဲ့ကိုရင်ဇနကလား။ဟုတ်ပါတယ်ဗျာ။ရောင်းရဆရာတော်ရှင်ညာနာပြုဝင်သားရဲ့တပည့်ကိုရင်ရှင်ဇနကပါဗျာ။ကောင်းကြောက်ဆရာပေါ့။တန်ခါအပါ900ကျော်ရှိတဲ့စာတင်တိုက်ကြီးအတွင်းမှာအခုလိုစာတင်တန်ခါတစ်ပါးရဲ့အမည်ကိုစာချဆရာတော်ကြီးများကမှတ်မိနေခြင်းဟာအတိအမှတ်ပြုခြင်းခံရတဲ့သဘောပဲဖြစ်ပါတယ်။တနည်းအားဖြင့်တော့ရှင်ဇနကအတွေ့ပခုတ်ကူပိဋကတ်ပင်လယ်ပြင်မှာစတင်စခန်းပွင့်ခြင်းလို့ဆိုရမှာဖြစ်ပါတယ်ရှင်။ရှင်ဇနကဟာဉာဏ်ပညာထက်မြက်တယ်၊စာပေကလည်းတော်တယ်။သာမဏေဘဝနဲ့ပထမကြီးတန်းအောင်ထားတော့အများရဲ့ယူသည်လေးစားမှုကိုခံရတယ်။ဒီတော့ကိုရင်ဇနကကိုရန်ခံပေးခြင်းကြတဲ့တရားဓမ္မတွေအများကြီးပေါ်ပေါက်လာတယ်ပလိတ်တော်ပူကလည်းပဲယဟန်မှလှုပ်ခြင်းတယ်မရပူရမျိုးတော်ကြီးကလည်းပဲယဟန်မှလှုပ်ခြင်းတယ်ဝက်လက်မျိုးနဲ့တယံရွာရှင်ဇနကရဲ့မိဘတွေကလည်းပဲရန်ခံပေးခြင်းကြတယ်တဲ့ဒါဟာလောကထုံးစံပါပဲထင်ပေါ်လို့စင်တော်ကကောင်းကြတာရှင်ဇနကဟာကျောင်းတိုက်ကြီးတိုက်ဖွင့်လက်ဦးစီးနိုင်တဲ့အရေးချင်းရှိလို့မို့လို့ဆရာတော်ကြီးများက
ကျောင်းတိုက်ထူထောင်ထောက်ပံ့နိုင်တဲ့သူစေရနာတရားထက်သန်တဲ့သူကိုရန်တကရမ်းမှအဖြစ်နဲ့ဆရာတော်ကြီးများကရွေးချယ်ပေးခဲ့ကြပါတယ်ဆရာတော်ကြီးများစီမံပေးခဲ့တဲ့အတိုင်း1280ပြည့်တပေါင်းလာပြည့်နေ့မှာပလဲမြို့အေးချောင်းခန္ဓာသိမ်မှာဂိုင်းတောင်ရုပ်မဟာကန္နာယုံဆရာတော်ကြီးကိုဥပိ္ပစေပြုပြီးရဟန်းခံပေးခဲ့တယ်။ရဟန်းအမကတော့ပလဲမြို့ကဒကမာကြီးတော်ပုဖြစ်ပါတယ်။ဒီနေရာဟာခန္ဓာသိမ်တော်ဟောင်းဖြစ်ခဲ့တယ်လို့ဒီနေရာမှာပဲရှင်စနကဟာမြင့်မြတ်သောရဟန်းဖြစ်ကိုရောက်ခဲ့တာဖြစ်ပါတယ်။တနည်းအားဖြင့်ကျမ်းပြုအကျော်တောင်မြို့မဟာကန္နာယုံဆရာတော်ရှင်စနကရေလို့ဆရာတော်တစ်ပါးသာသနာတော်မှာစတင်ပေါ်ပေါက်ဖို့ဘုရားသားရဟန်းတော်အဖြစ်စတင်မွေးဖွားခဲ့တဲ့ခန္ဓာသိမ်တော်နေရာပင်ဖြစ်ပါတယ်အရှင်စနကဟာဆရာတော်ကြီးများအမိန့်ရှိတဲ့အတိုင်းမိဘများရဲ့အစီအမံနဲ့တတိယအကြိမ်သိက္ခာထက်ခြင်းကိုစကိုင်းမှာပြန်ပြီးပြုလုပ်ပါတယ်။အဲ့ဒီအချိန်မှာဥပ္ပစေဆရာတော်ဟာတတိယရွှေချင်းသာသနာပိုင်တပည့်ရင်းဆရာတော်ကြီးဖြစ်ပါတယ်။တတိယအကြိမ်သိက္ခာထပ်ပြီးတဲ့အခါအရှင်စနကဟာပခုတ်ကူကိုပြန်ခဲ့ပါတယ်။ရှင်ဘုရားအရှင်စနကပြီးဝင်တာစာတင်သားဘဝမှာပခုတ်ကူကိုရောက်ရှိလာတဲ့အချိန်မှာဒီမဟာဝိသုဒ္ဓရာမကျောင်းလိုက်ကြီးရဲ့အခြေအနေနဲ့အရှင်စနကပြီးဝင်တာစာတင်သားဘဝမှာပညာသင်ကြားခဲ့ရတဲ့အခြေအနေတွေကိုလည်းသိပြစီဗျာမရဗုဒ္ဓမဟာကန္တာယုံဆရာတော်ဘုရားကြီးဒီပခုတ်ကူမဟာဝိသုဒ္ဓရာမကျောင်းတိုက်ကြီးတို့အထက်တန်းအဆင့်မြင့်ပရိယတ်ဒီကျမ်းစာတွေသင်ယူဖို့ရာလာရောက်တရင်သုံးနေထိုင်စဉ်ကာလကတော့ဒီမဟာဝိသုဒ္ဓရာမကျောင်းတက်ကြီးကဒါတော့လဲကြီးကျယ်ခမ်းနားမှုမရှိခဲ့သေးပါဘူးခိုင်မာတဲ့ကျောင်းဆိုလို့ရှိရင်အခုဘုန်းကြီးတို့နိုင်စင်ကြီးရဲ့အရှိဘက်မှာရှိတဲ့ညောင်တုံးကျောင်းကြီးလို့ခေါ်တဲ့ကျောင်းကြီးကတော့တန်ခါအလုံးစည်းဝေးနိုင်တော့အောင်ရှေးကပဲရှိခဲ့ပြီးတော့ဒီတိုက်ကျောင်းဆိုတာ2ဆောင်3ဆောင်လောက်ပဲရှိခဲ့ပါမယ်နောက်ပြီးတော့ဆရာတော်တို့ကြွရောက်ပြီးတော့ဒီမှာတရင်သုံးပြီးစာသင်ယူတဲ့အချိန်ဟာထက်ကလေးမိုးဝါထယံကာဝါကြံခင်ကျောင်းမျိုးတွေနဲ့ပဲဖြစ်တယ်လို့နေထိုင်ပြီးတော့ပြောရမယ်ဆိုတော့မိုးမလုံလေမလုံကျယ်မြင်လာမြင်နေမြင်လာမြင်ကျောင်းမျိုးမှာပဲတရင်သုံးပြီးတော့စာပေကိုမြန်မြန်တက်မြောက်အောင်သင်ယူခဲ့ကြရတယ်လို့ဘုန်းကြီးတို့လေ့လာမှတ်သားဦးပါတယ်နောက်စာပေသင်ယူတဲ့နေရာမှာနေရတာဆင်းရဲတာမဟုတ်ဘဲနဲ့ဒီချိန်ခါတော့ပခုတ်ကူမျိုးကြီးကလည်းဒီလောက်ကြီးကျယ်တာမျိုးစီးပွားရေးဖွံ့ဖြိုးတာမျိုးလည်းမဟုတ်တော့ဆွမ်းပန်းကိစ္စမှာလည်းပဲအမတန်ဆင်းရဲခဲ့တယ်တချို့နေ့ရက်တွေမှာဆိုခဲ့လို့ရှိရင်ဒါတပိတ်ကိုရေနဲ့ကျင်းပြီးတော့လဲနေပြေအောင်အာဟာရဖြစ်အောင်ယူသုံးစားတော့ပြီးတော့မှစာပေသင်ယူရတဲ့ဆရာတော်တွေအများကြီးရှိတဲ့အထက်မှာဆရာတော်ဥစ္စနကဟာလည်းတပါးအပါဝင်ပဲလို့ဘုန်းကြီးတို့ကြားနာမှတ်သားခဲ့ပူပါတယ်အရှင်ဘုရားအရှင်စနကပြီးဝင်တာစာတင်သားဘဝကနေပြီးတော့ပခုတ်ကူစာချဘုန်းကြီးဖြစ်ရောက်ရှိလာပုံနဲ့အမိန့်ရှိပါဦးဗျာပခုတ်ကူစာတင်သားဘဝကနေပြီးတော့စာချဘုန်းကြီးဖြစ်ဖို့ရဆိုတာကြတော့ဒီပခုတ်ကူမဟာဝိသုဒ္ဓရာမကျောင်းတိုက်ကြီးကဒီမြန်မာနိုင်ငံမှာပို့ချသင်ကြားမှုနေတဲ့ကျမ်းပါဠိတော်ထာဂရာတီကာကျမ်းစာတွေကိုပဲတော်တော်များများပို့ချတဲ့ကျမ်းစာစာသင်တိုက်ကြီးဖြစ်ပါတယ်ဒီစာသင်တိုက်ကြီးထဲမှာတန်ဃာတော်များဟာများသောအားဖြင့်စာလိုက်တန်ဃာပဲများပါတယ်စာလိုက်တန်ဃာဆိုသည်ကဒီစာကြဆရာတော်တစ်ပါးပို့ချပေးတဲ့စာကိုဥပမာဆိုကြပါစို့မေအကျွန်ုပ်အာနန္ဒာသည်ဣဒံသုတ်တံဤသုတ်တံဒေသနာတော်ကိုဧဝံဤသို့ဝါဤဆွဲလံသောအချင်းရာအဖြစ်သုတ်တံနာကြားမှတ်သားဆောင်ထားကြရပါသည်လို့တလုံးချင်းတလုံးချင်းတပုတ်ချင်းတပုတ်ချင်းပို့ချပေးတာကိုစာဆိုတဲ့ပုဂ္ဂိုလ်ကဆရာတော်ပို့ချတဲ့အတိုင်းစာဆိုတဲ့ပုဂ္ဂိုလ်ကဆိုရပါတယ်ကျန်တဲ့စာလိုက်တန်ကတော့100 200ရှိပါစေသူတို့ကတော့ခဲတို့ကိုတော့တော့ခဲတာမဲ့ပေါ့ဗျာဒီလိုလေးပဲတိမှတ်ရေးမှတ်ပြီးတော့ပဲလိုက်နာကြရတယ်အဲ့ဒီစာလိုက်တဲ့ပုဂ္ဂိုလ်စာဆိုတဲ့ပုဂ္ဂိုလ်ဆိုတဲ့အထက်က
ဆရာတော်ပုတ်ချတဲ့ဒီအ내အဓိပ္ပာယ်တွေအားလုံးကိုလိုက်နာမှတ်သားပြီးတော့တော်တော်လေးပြည့်တကကျမ်းပင်လယ်မှာကုခတ်သွားလာကြည့်ရှုသုံးသပ်နိုင်တဲ့ဆုံးဖြတ်ချက်ချနိုင်တဲ့အရေးချင်းမျိုးရှိတဲ့ပုဂ္ဂိုလ်မျိုးဆိုရင်ဆရာတော်ကြီးများကတိုက်တာအပေါ်မှာလည်းဒီတန်ဝစဉ်ရှိရမယ်ဆရာတော်ကြီးများပေါ်မှာလည်းဆရာမှတ်မှတ်သမားမှတ်မှတ်ရှိရမယ်တိုက်စိတ်ဒါစိတ်ဆရာစိတ်တပည့်စိတ်အဲ့ဒီလိုမျိုးနဲ့အကျင့်အနေထိုင်အထိုက်လျောက်ကောင်းတဲ့ပုဂ္ဂိုလ်မျိုးနောက်အနာဂတ်အတွက်တိုက်တာကိစ္စရှိရင်ရှောင်တိန်သွားမဲ့ပုဂ္ဂိုလ်မဟုတ်ဘူးဒီလိုပုဂ္ဂိုလ်မျိုးတွေကိုကြည့်ပြီးတော့အရေးချင်းအလိုက်စာဆိုပုဂ္ဂိုလ်တွေကနေရွေးပြီးတော့စာကြဘုန်းကြီးဆိုပြီးတော့ခန့်အပ်တဲ့အလေးရှိပါတယ်အဲ့ဒါလိုပဲဆရာတော်ဥဇနကလည်းပဲပခုတ်ကူရောက်တဲ့အခါကျတော့ပထမကြီးတန်းပဲဖြည့်ပြီးတော့ရောက်လာတာဆိုတော့ဓမ္မစရိယတန်းတွေပါလေအောင်သေးတယ်မှမဟုတ်ပဲဆရာတော်ကြီးတွေချင်းမြောက်လို့ဆိုဝါတွေနဲ့ကျမ်းစာတွေအထာဂရတိကာတွေများစွာဆိုးပြီးတော့သူ့အရေးချင်းကြည့်ပြီးတော့ဒီပုဂ္ဂိုလ်အပြင်သာသနာအနာဂတ်ကာလမှာစာပေပရိယတ်တွေထွန်းလုံးပေါက်ပို့ချပြီးတော့သာသနာပြုနိုင်မဲ့ပုဂ္ဂိုလ်ပဲဆိုပြီးတော့ယုံကြည်စိတ်နဲ့ဆရာတော်ရဲ့အရေးချင်းကိုလည်းဆရာတော်ကြီးတွေကယုံကြည်ပြီးတော့ဆရာတော်ကိုစာကြဘုန်းကြီးအဖြစ်တင်မြှောက်ခဲ့တာပါရှင်ဗျာအရှင်ဇနကပိဝန္တာစာတင်သားဘဝတော်ကစာချပေးကြတဲ့ဘုန်းတော်ကြီးများကိုလည်းသိပြစီဗျာပထမဆုံးဘုန်းကြီးတို့လေးလာဖတ်ရှုရတာကတော့အဘိဓဇာမဟာရထဂုရုအများခေါ်တော့ဆရာတော်သုံးပေါ့နော်ဆရာတော်ကြီးအသုံးကတော့မဟာရထဂုရုဆရာတော်ဘုရားကြီးလို့သုံးပါတယ်အဲ့တော့ဆရာတော်သုံးစီမှာပထမဆုံးသုတ်ပါထေရအထာဂထာနဲ့အဘိဓမ္မာဘက်ကတီကာကျမ်းစာများကိုခက်ခက်ခဲခဲဆိုရတယ်အဲ့ဒီကျမ်းစာမျိုးကြီးကိုဆရာတော်ကထိထိရောက်ရောက်ဆရာတော်ကြီးတွေကဟင်းဆိုတစ်ချက်ပြောလိုက်ရုံနဲ့ဆရာတော်ဟာဤတစ်မျိုးကိုပြောင်းဆိုနိုင်တဲ့အဆင့်ထိရောက်အောင်ဒီထာဂရာရောတီကာရောကျမ်းစာတွေကိုတစ်ဆရာတော်ဥတုံတရအဘိဓဇာမဟာရထဂုရုဆရာတော်ဘုရားကြီးထံဆိုခဲ့ရပြီးနံပါတ်2တက္ကမဟာပန္နိတဘွဲစိတ်တော်ရသီလက်ခံပါဠိတော်ထာဂရာဆိုကြပါစို့ဒီကနိကေပါဠိတော်ထာဂရာနေတယများကြံပြုစုတော်မူခဲ့တဲ့ဆရာတော်ဗတ္တန္တနန္ဒဝန္တနောက်ဆုံးကြမှာအကြီးဆုံးဆရာတော်ကြီးကဒီပြဆရာတော်ကြီးကဇနကတော်လောက်ပြီတော်လောက်ပြီဆိုအရေးချင်းတော်တော်လေးရှိလာပြီပေါ့စာသိမ့်မထောက်ရတော့မပြောရတော့သူဆိုနိုင်ပြီဆရာတော်တွေတဲ့နီးနဲ့ဆရာတော်ဥပညာနောက်ဆုံးသူ့စီမှာစာဆိုခိုင်းပြီးတဲ့နောက်ဆရာတော်ကြီးသုံးပါးလုံးယုံကြည်စိတ်ချလာတဲ့သူတို့မျှော်မှန်းထားတဲ့အရေးချင်းတွေရှိလောက်ပြီဆိုတဲ့ခါကျတော့ဆရာတော်ဥဇနကဟာဆရာတော်ရဲ့အထုပ်ပတ်တိအရာဆိုရင်တော့သက်တော်22နှစ်နဲ့2လလောက်မှာငယ်ငယ်ရွယ်ရွယ်နဲ့စာကြဆရာတော်ဖြစ်ခဲ့တာပါပဲဒီဆရာတော်ကြီးများပဲအများဆုံးပို့ချပေးခဲ့တာပါပဲရှင်ဗျာအဲ့ဒီတော့ကအရှင်ဇနကနဲ့အတူစာတင်သားတန်ဃာတွေဘယ်နှပါးလောက်များရှိပါလဲဗျာဒီတိုက်မှာတော့အဲ့ဒီချိန်ကတန်ဃာ900ခန့်လောက်ဆရာတော်ရောက်ခါစားကရှိပြီးတော့ဆရာတော်စာကြကနဝါစကစာကြဘုန်းကြီးဖြစ်တဲ့အချိန်မှာတော့600လောက်အထိရှိပြီးတော့တန်ဃာတော်များသတင်းသုံးခဲ့ပါတယ်စာသင်ခဲ့ပါတယ်ရှင်ဗျာအခုတ်ကူစာချနီးမှာဆိုဝါဆိုတဲ့အဓိပ္ပာယ်နဲ့အရှင်ဇနကဆိုဝါရစာတင်သားဖြစ်ကြောင်းကိုအမိန့်ရှိပါအောင်ဗျာအဲ့ဒါကတော့ဂုရင်ကပြောတဲ့စကားထဲမှာအနည်းငယ်အကျုံးဝင်ပါတယ်စာလိုက်တန်ဃာတွေများစွာရှိပေမဲ့လို့လိုက်တဲ့ပုဂ္ဂိုလ်ကတော့သာသာလေးပဲအတန်ထွက်เสียမလို့ပဲနဲ့ဆရာတော်ကြီးကပို့ချပေးလိုက်တယ်နောက်စာဆိုတဲ့စာတင်သားတစ်ပါးကတိကျပြတ်သားစွာဆရာတော်ကြီးများပို့ချပေးတဲ့ဤအတိုင်းလိုက်ဆိုနိုင်တယ်မှတ်နိုင်တယ်အလွတ်ဆိုနိုင်တယ်ဟုတ်ပါလားအဲ့လိုဆိုနိုင်တဲ့ပုဂ္ဂိုလ်ကိုပဲဆရာတော်တွေကလည်းပဲအများဆုံးချီးမြှောက်တာပါပဲတော်လိမ့်မယ်ပုဂ္ဂိုလ်တကယ်ကြိုးစားနေတဲ့ပုဂ္ဂိုလ်တော်လိမ့်မယ်မတော်ဘူးဆိုတာထားအောင်တော့ကြိုးစားတဲ့ပုဂ္ဂိုလ်မျိုးကိုချီးမြှောက်အဲ့တော့စာဆိုတဲ့ပုဂ္ဂိုလ်ဟာသူများတဲ့အချိန်ကိုစတဝတဝမှာအနည်းဆုံး45မိနစ်တနာရီလောက်ပို့ပြီးတော့လဲဝိရိယရှိရပါတယ်စာဆိုမသွားခင်စာတွေကိုသူကပိုင်အောင်နိုင်အောင်အရင်တုန်းကပို့ချတဲ့ပါဠိတွေဒီပါဠိရဲ့ပုပ္ပဝကြအ내အဓိပ္ပာယ်တွေအားလုံးကြည့်ရှုပြီးတော့မှတော်တော်လေးပဲစူးစမ်းအားထုတ်မှုရှိပြီးတော့အည်သွေးတောက်ပြောင်မဲ့လက္ခဏာလေးတွေလည်းရှိတဲ့ပုဂ္ဂိုလ်မျိုးဟာစာဆိုရဲပါတယ်ဆိုဖို့ရအတွက်လဲဆရာတော်ကြီးတွေကချီးမြှောက်ပါတယ်သူစာဆိုပုဂ္ဂိုလ်ရဲ့တာဝန်ဟာလည်းပဲမနှဲပါဘူးဒါကြောင့်စာဆိုပုဂ္ဂိုလ်ဖြစ်ရခြင်းဒီတက်ကြီးမျိုးကမလွယ်ကူတဲ့အခွင့်အရေးတစ်ခုပါပဲမြောက်ရီရုပ်မြင်တဲ့ကြားပြည်သက်များရှင်အရှင်ဇနကရဲ့ပြင်းထန်တဲ့ဇွဲလုံးလဝရိယနဲ့ကျိုးပန်းအားထုတ်မှုတွေကြောင့်ပခုတ်ကူမျိုးမှာတာမန်စာတင်သားဘွားကနေထင်ရှားတဲ့စာချဘုန်းကြီးဖြစ်လာခဲ့ရပါတယ်
အခုလိုပခုတ်ကူစာချကိုတော်အဖြစ်ချီးမြှောက်ခံရချိန်မှာအရှင်စနကဟာတက်တော်22နှစ်တိတ်ခါ3ဝမျှသာရှိပါသေးတယ်။ငယ်ရွယ်နုပြိုပေမဲ့တည်ငြိမ်ရင့်ကျက်တဲ့ဉာဏ်ပညာနဲ့ပခုတ်ကူမှာ3ဝဆက်တိုက်စာဝါချကသာသနာအကျိုးကိုတည်ဖို့စွမ်းဆောင်နိုင်ခဲ့ပါတယ်ရှင်။ရောက်ရုံမြင်တဲ့ကြားပြည်သက်များရှင်အရှင်စနကဟာပခုတ်ကူမှာစာဝါလိုက်ပြီးနောက်ပိုင်းပခုတ်ကူစာချဘုံကြီးဖြစ်လာတဲ့ကာလအတွင်းမှာထူးခြားတဲ့အောင်မြင်မှုတစ်ခုထပ်မံရရှိပြန်ပါတယ်။အဲ့ဒါကတော့ပရိယတ္တိသာသနာဟိတဓမ္မစရိယဘွဲ့ရရှိခြင်းပဲဖြစ်ပါတယ်။အရှင်စနကဟာပခုတ်ကူမှာစာချအတွေ့အကြုံရင့်ကျက်လာတာနဲ့အမျှထပ်ပြီးစ조사လိုတဲ့စိတ်ကြောင့်မန္တလေးတက်ကြတိဟစာမေးပွဲကိုဝင်ရောက်ဖြေဆိုခဲ့ပါတယ်။အဲ့ဒီလိုဖြေဆိုနိုင်မှုအတွက်ပခုတ်ကူဆရာတော်ကြီးများဖြစ်တဲ့အရှင်ပညာအရှင်သုံးဒရအရှင်နန္ဒဝန္တာစတဲ့ဆရာတော်ကြီးများထံမှနီးနာခံသင်ယူခဲ့ပါတယ်ရှင်။ဉာဏ်မီးတောင့်နေတဲ့အရှင်စနကဟာမန္တလေးတက်ကြတိဟစာမေးပွဲကိုထိတ်တန်းကအောင်မြင်ခဲ့ပြီးတက်တော်28နှစ်တိတ်ခါ8ဝါအရမှာအဘိဝန္တပရိယတ္တိသာသနာဟိတဓမ္မစရိယဘွဲ့ကိုရရှိတော်မူခဲ့ပါတယ်ရှင်။အရှင်စနကဘိဝန္တဆရာတော်ကြီးဟာမန္တလေးမဟာဝိသုဒ္ဓါယုံကျောင်းကြီးမှာ